အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုမှာဆွေးနွေးခြင်းနဲ့အကြောင်းအရာတစ်ခုပေါ့နော်ဒီတစ်ခုကတော့ကျွန်တော်တို့ screen time နဲ့ AI learning မတူတာဘာလဲဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ကကိုယ့်ရဲ့ကလေးတွေသားသမီးတွေ tablet သုံးနေတာတော့၎င်းပေါ့နော်ကွန်ပျူတာသုံးနေတာတော့၎င်းပေါ့နော်ကျွန်တော်ကမြင်လိုက်ချင်မိဘတော်တော်များများဒါကိုဘာလို့သတ်မှတ်လဲဆိုရင်ဒီကောင် screen time တွေအရင်များနေပြီဆိုပြီးတော့သတ်မှတ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကနောက်တစ်ဆင့်နားလည်ထားရမှာဒါကခစ်ဖြစ်သွားတယ်ပေါ့နော်ဒီဘဝကနေအများစုသွားနေကြတဲ့အတွက်ဒါကခစ်တစ်ခုဖြစ်သွားပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကသူတို့က screen time လား AI learning လားဆိုတာကိုကျွန်တော်တို့က guide လုပ်ပေးဖို့လိုတယ်အဲ့တော့ကျွန်တော်အနေနဲ့ကကျောင်းဆရာတယောက်လည်းဖြစ်တယ်စာရေးဆရာတယောက်လည်းဖြစ်တယ်ဒီ AI ကိုပညာရေးမှာအသုံးချနေတဲ့ကျောင်းပိုင်ရှင်တယောက်လည်းဖြစ်တဲ့အတွက်ကြောင့်မလို့မိဘတွေစိတ်ပူတဲ့ဟာကိုကျွန်တော်နားလေဒါက screen time များမှာကျွန်တော်တို့စိုးရတယ်ဒါအရင်မှန်ပါတယ်ဒါပေမဲ့အရေးကြီးတာကဘာလုပ်နေလဲဆိုတာကျွန်တော်တို့အတွက်ပို့ပြီးတော့အရေးကြီးပါတယ်အဲ့တော့ screen time ဆိုတော့ကြည့်မယ်ဆိုရင်ကျွန်တော်တို့ကဘာတွေဖြစ်နေလဲသူကတ်တွန်းကားကြည့်တာမျိုး game ဆော့နေတာမျိုးပေါ့ဒီကသူ့ရဲ့ brain ကိုမသုံးမဲနဲ့ပေါ့နော်တခုခုလုပ်နေတာမျိုးလားဒါက screen time ပါဒါပေမဲ့တစ်ဖက်မှာ AI learning AI နဲ့ပတ်သက်တဲ့သူဘာတွေ learn လုပ်နေရလဲဒီကိစ္စကသူ AI ကိုမေးခွန်းနေမေးနေတာ project တွေလုပ်နေတာ idea တွေဖန်တီးနေတာ critical thinking skill အတွက်သူ try နေတာမျိုးဆိုရင်ဒါက screen time တစ်ခုဖြစ်ပေမဲ့သူ့ရဲ့ mindset မှာအသုံးပြုတဲ့ပုံစံချင်းမတူဘူးဆိုတာကိုကျွန်တော်တို့ကနားလည်ဖို့လိုပါတယ်အဲ့တော့သူက screen time ပေါ်မှာအရေးမရဖမ်းမရတွေလုပ်နေရလားသူ့အတွက် development အတွက်ကိုကလေးကသူ့ကိုသူ try နေရလားဆိုတာကိုကျွန်တော်တို့က guide လုပ်ပေးဖို့လိုတယ်အဲ့တော့ဆိုလိုချင်တာကသူ screen သုံးနေလားသူ့ရဲ့ brain ကိုသုံးနေလားဆိုတာကိုကျွန်တော်တို့ကတေချာနားလည်ပေးရမယ်တေချာလမ်းညွှန်ပေးရပါမယ်တကယ်တော့ technology ဆိုတာကြောက်စရာတော့မဟုတ်ပါဘူးအဓိကကတော့ guidance ပါပဲအဲ့တော့ကျွန်တော်တို့ကသူတို့ကိုလမ်းညွှန်မှုကောင်းကောင်းပေးနိုင်မှုလိုတယ် screen က problem မဟုတ်ဘူးဒါပေမဲ့ဒီနေရာမှာတိုးတက်ကြောင်မှုဖင်းနေပေါ့နော်သူ့ရဲ့ brain ကိုမသုံးမင်းနဲ့အခြားလေလွင့်ပြီးတော့အချိန်ကုန်နေမှာမျိုးသားကျွန်တော်တို့အတွက်စိုးရတာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာ screen time ကအရေးမကြီးဘူးလားဆိုတဲ့ဟာမျိုးမှာကျွန်တော်အနေနဲ့ပြောချင်တာက screen time ရှော့ရမှာမှန်နေဒါပေမဲ့ခေတ်ရဲ့အခြေအနေအရာကကျွန်တော်တို့ကဒီ screen time ပေါ်မှာလုံးဝကြီးဖြတ်ပလိုက်ဖို့ဟာကလေးရဲ့အသက်အပိုင်းခြားတစ်ခုရအရန်ခက်လာပါလိမ့်အဲ့လိုအခြေမျိုးမှာကျွန်တော်တို့ကသူတို့ကိုဘာလုပ်ပေးရမလဲဆိုရင်တေချာလမ်းညွှန်မှုပေးရပါမယ်သူကအလကားနဲ့အလကားအချိန်ကုန်နေတာမျိုးလားသူ့အတွက်တူလန်နီလုပ်နေရလားဆိုတာကိုကျွန်တော်တို့ကနားလည်ဖို့လိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ AI for Teacher စာအုပ်ကိုရေးသားတဲ့တိုးမောင်မောင်ဝေဖြစ်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်